ကျွန်တော်ဝယ်ခဲ့ရတော့ DJI ပဲဒါပေမဲ့ DJI နဲ့ကဘာဖြစ်မယ်လို့ထင်လဲ DJI Action 6 combo တွေကပဲဖြစ်ပါတယ် DJI Adventure combo နဲ့ standard ဘာကွာလဲဆိုတာကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်ရအောင်ဗျာစိတ်ဝင်စားနေကြရမလား let's go မွေးနေအတန်လေးနားထောင်ကြည့်လိုက်တို့ကဒီလိုလေးလာပါတယ် let's go ထုတ်ကြည့်လိုက်ရအောင်တို့က Adventure မှာဒီလို selfie stick လေးပါလာတာပေါ့နော် selfie stick ကြည့်လိုက်ရအောင် selfie stick ကဘယ်လောက်ထိရှည်လဲပေါ့နော် wow မိုက်တယ်ဗျာဒီမလားကန်လိုက်ရနဲ့လုံးဝ share ပဲ selfie stick အိုးတော်ရှည်ရပဲကျွန်တော်ရဲ့ဒီလိုပေါ့ဘယ်လိုပြောမှာလက်တလန်လောက်ရှိရပါတော့အဲ့လောက်ရှိရ selfie stick ကဒါနဲ့ဆိုရင်တယောက်တည်းကြိုက်တယ်လို့ရိုက်လို့ရရင် selfie stick ပြီးပြီဆိုရင် selfie stick ပါမယ်နောက်တစ်ခုဒီထဲမှာပါလိမ့်ပါမယ်ဒါဒီမှာရေးထားတော့ accessory ပေါ့နော်ဒါတော့သူရဲ့အထိုင်ပေါ့နော်အထိုင်ဆိုတာတချို့စံငယ်မောင်းတာဖြစ်ဖြစ်စပိန်စီးရဖြစ်ဖြစ်သူအထိုင်လေးပေါ့နော်ဒါလေးပါမယ်ပြန်တင်ထားလိုက်မယ်ဒါတော့ကျွန်တော်လောဆယ်မတုံးဖြစ်သေးဘူးလို့ထင်တာပဲပြီးရင်ပါအောင်မလဲဟောသူရဲ့စာရွက်လေးပါမယ်ဗျာမှန်ကန်နေစာရွက်လေးပါမယ်ပြီးရင်ပါအောင်မလဲဆိုရင်ဟောဒီမှာဒါကကြောင့် selfie stick မှာမူလီချက်နဲ့ဟာပါတယ်တိမမွားလေးပေါ့နော်ဒါကကြတော့အထိုင်ပဲပေါ့နော်တို့အထိုင်ကနှစ်ခုပါတယ်မူလီလည်းနှစ်ခုပါတယ်ဒါကကြတော့ဘာအထိုင်လဲတော့မသိဘူးပေါ့နော်အနေရမှာတော့အတုံးဝေးမှာပေါ့နော်ဒါကကြတော့နောက်တစ်ခုကျွန်တော်ကြိုက်ဆုံးတာပဲဗျ Adventure combo မှာဒီကောင်က battery ကို K charging ဘူးနဲ့လာတာပေါ့နော် battery ကိုသူက charging ဘူးနဲ့လာတာပါမှန်ကြည့်သူက battery 3လုံးပါပါတယ်ဒီ series ကိုဝယ်ရင်ဆိုရင်နော်သူက battery 3လုံးပါတယ် battery တစ်လုံးရဲ့အားခါကြတော့1950ရှိပါတယ်ဒါဆိုရင်အရှင်လုပ်ဖို့အတွက်ခီးသွားဖို့အတွက်ဘက်ထရီ3လုံးနဲ့ဆိုတော့တနေ့ကိုမလောက်မှမပူရတော့เนาะကျွန်တော်လေ့လာထားရတော့တစ်လုံးကို2နာရီကျော်ခန့်တယ်เนาะ 4K နဲ့ရိုက်ရပါတော့ 8K နဲ့ရိုက်ရမဟုတ် 4K နဲ့ရိုက်နေဆိုရင်2နာရီခန့်တယ်တော့3လုံးထည့်ထားပေးပါတယ် let's go ဒီဘူးလေးပါတော့ဘာတက်တာပါလဲဆိုရင်သိရမလားသူခါကျတော့ဒီဘက်ထရီ3လုံးကိုမီအားတပြိုင်နက်ထဲတွင်းလို့ရမယ်ဗျာအကယ်ဒီဘူးမပါအောင်ဆိုရင်ကိုကအရှင်ကင်မရာမှာပဲဟိုမီအားတွင်းရမှာပေါ့နော်အဲကြိုင်နေနေတော့အလုံးရှုပ်တယ်ဒီကောင်ကကြောင်း3လုံးတစ်ခါတည်းတွင်းတော့ပိုကောင်းလာပေါ့ဒါတော့ဘက်ထရီဘူးလေးပါโอเคနောက်တစ်ခုကဘာဖြစ်မလဲနောက်တစ်ခုကတော့သူ့ရဲ့အသွင်ကြိုးပါပါတယ်သူအသွင်ကြိုးကတော့တိုက်စီပေါ့နော်ခေါင်းနှစ်ဖက်လုံးကတိုက်စီနဲ့လာပါတယ်ပြီးပြီဆိုတော့နောက်ဆုံးအနေနဲ့ကင်မရာပဲထုတ်ဖို့ကြံပါတယ်ဟုတ်ပါတယ်ကင်မရာပဲထုတ်ဖို့ကြံပါရှယ်ပဲဒါတော့ Action 6 ကင်မရာပဲဖြစ်ပါတယ်အရင် Action တွေထက်တော့သူကတော့ပိုတာသွားမယ်ဗျ2026မှာ Action ကင်မရာဆိုတဲ့နာမည်နဲ့တော့ number 1မှာချိန်ထားတာပေါ့နော်ဒါကတော့တော်တော်များများ
ဟို vlog ရိုက်နေတူတွေလည်းပြောတယ်ဂျာမနီ AI လည်းမေးကြည့်လိုက်တော့ဒီကောင်နံပါတ်1နေရာမှာချိန်ထားတာပေါ့နံပါတ်2ခါကျတော့360 H Pro အကောင်တော့နံပါတ်2နေရာမှာချိန်ထားပါတယ်ဒီကောင်တော့နံပါတ်1နေရာမှာပါ Okay ဒါခုနကျွန်တော်ပြောတဲ့အထိုင်ပေါ့နော်အထိုင်ကအရင်လို့တူဒီမှာမပါတော့ပဲねဒီကောင်ဒီမှာဒီညက်နှစ်ခုပေါ့အဟာပြောင်းသွားပါမယ်ဒီလိုတက်လိုက်အော်သူဟာတန်လိုက်ပဲတန်လိုက်ပြဒီမှာကြည့်တန်လိုက်တော်တော်မိုက်သွားသွားတယ်တန်လိုက်ဆိုရတော့တော်ပြင်းနေတာတန်လိုက်โอเคဒါတော့အရှင်စစ် adventure မှာပါတယ်သူရဲ့ accessory နဲ့ camera ပဲဖြစ်ပါတယ်ကျွန်တော်ဗာထောက်ဝယ်ထားတဲ့လိုက်ကြည့်လိုက်ရအောင်ဒီ action camera ဝယ်ရနဲ့သူရဲ့ accessory ဘိုင်းကတော်တော်ဝယ်ရတယ်ဗျာသိရမလားသူ accessory ဘိုင်းလည်းဈေးကြီးရယ်တော်တော်လေးဝယ်ရတယ်သူ accessory ဘိုင်းကကြတော့ camera ပြီးပြီဆိုတော့နောက်တစ်ခုဗာဝယ်ထားလဲဆိုရင်ဖြစ်မနေမိုင်ရတော့ဝယ်ရတယ်ဝယ်ရတာပေါ့နော်ကင်မရာရိုက်မယ်ဆိုရင်ဟာဘယ်လိုပြောမလဲအတန်ကလည်းကြည်နေမှရမှာဗျရုပ်ထွက်ပဲကြည်နေလို့မရအောင်မိုက်လေးကိုကျွန်တော်ဝယ်လိုက်ပါနဲ့ဒီကောင်ကတော့ DJI mini လေးပေါ့နော်အထဲမှာဘယ်လိုပုံစံလဲကြည့်လိုက်ရအောင်ဒီကောင်ကကြောက်ဒီလိုအိတ်လေးနဲ့လာမယ်ဗျသူအိတ်လေးပေါ့အိတ်တွေကချစ်စရာနေကဲဇစ်ဖွင့်ကြည့်အောင်အရင်ဆုံးဒီရဲ့မိုက်ပေါ်မှာ micro မိုက်ပေါ်မှာတက်တဲ့အမွေးပေါ့နော်ဒီကောင်တွေကလေတွေကိုကာတယ်အပြင်ကပတ်ဝန်းကျင်အတန်တွေကိုသူကကာဗာလောက်ထားပေးရပါတော့ဒီဟာတက်မယ်ဆိုရင်ဒါဘယ်လိုတက်မလဲဆိုရင်ကျွန်တော်ပြမယ်ဗျနောက်တစ်ခုကမီယာတွင်ကြိုးပါပါတယ်နောက်တစ်ခုကတော့ဒီလိုဘူးလေးနဲ့လာတာပေါ့နော်ကျွန်တော်ဘာလို့ဒီရဲ့ဘူးတွေနဲ့ဝယ်ရလဲဆိုရင်ဒီဘူးတွေပါတာတစ်ခုကောင်းတယ်ဗျမီယာတွင်းနေဆိုရင်သူကတော့တစ်ခါလဲတွင်းလိုက်ရုံနဲ့အစုံလိုက်မီယာတွင်းမီတာဖြစ်သွားမှာပေါ့နော်ဒီဘူးနဲ့မဝယ်ဘူးဆိုရင်နည်းနည်းတော့ဒုက္ခရောက်မယ်ဗျတစ်ခုချင်းစီတိုင်းမီယာလိုက်တွင်းရမှာပေါ့နော်အဲ့တစ်ခုကတော့ကျွန်တော်တိတ်မကြိုက်ကျွန်တော်ဝယ်ရင်တော့ဒီလိုဘူးနဲ့အဆက်လိုက်နဲ့ပဲဝယ်ဖြစ်တာများပါတယ်ဘာပါတယ်ကြည့်လိုက်ရအောင်โอเคဒါတော့ကျွန်တော်အရှင်မှာကကျွန်တော်ဒီ mic တစ်ခုနဲ့ပဲသုံးအောင်သူကအဆင်ပြေရအောင်เนาะဒါပေမဲ့ကျွန်တော်ရေရှည်တွေးလိုက်တယ်ဒီအရှင်ကင်မရာမှာပဲမသုံးမနဲ့ဖုန်းမှာသုံးနေဆိုရင်လည်းအတန်ကောင်းပါเนาะဒီ receiver ပါနေဟာကျွန်တော်ဝယ်လိုက်ရအောင်ဒီဘူးထဲမှာဒီဟာတော့ပါတယ်เนาะဒီ receiver ပါတော့ဘာကောင်းလဲဆိုရင်ဖုန်းလေးမှာပေါ့နော်သူမီယာတွင်ပေါက်နေတာနဲ့ join ပြီးမှဒီဟာနဲ့ပြောမဲ့ဆိုရင်ဒီ mic နဲ့ပြောမဲ့ဆိုရင်အတန်လုံနေရပေါ့လေဝင်လေတိုးရတယ်မပါဘူးပြီးကြရင်အပြင်ကစကားပြောတတ်နေမကြားရဘူးเนาะကျွန်တော်အတန်ပဲကြားမှာဖြစ်ပါတယ်အကြောင်းမို့ကျွန်တော်ရေရှိတွေးပြီးမှဒီရဲ့ receiver ပါနဲ့ဟာလည်းဝယ်လိုက်တာပေါ့နော်ဒီဘူးထဲမှာကျွန်တော်တူဒီတောင်းမှာပေါ့နော်မီအားတွင်ရတဲ့ဟာလေးပါတယ်ကိုတုံးမိကြရင်ဒီလိုထည့်လိုက်ရုံပဲဗျသူကတူမီအားပြန်တွင်မိတာဖြစ်သွားပြီပေါ့နော်အကြောင်းမို့ကျွန်တော်ဒီလိုဘူးလေးနဲ့တဘောကြတာပေါ့နော်ဒါသူ့ရဲ့ mic သူ့ရဲ့အတန်ဖန်တဲ့ဟာနှလုံးပါတယ်ဗျရှင်ပြောရရင်နှလုံးပါတဲ့အတွက်လူနှစ်ယောက်ပြောလို့ရမယ်အတန်ပိုကြည့်မှာပေါ့ mic တစ်ခုကင်ပြီးဟိုတယောက်ဒီတယောက်သွားတိုးစရာမလိုတော့ mic နှလုံးပါတော့တယောက်တစ်ခုချိတ်တိုင်းမှာ AC စကားပြောလို့ရOkay ဒါကတော့သူ့ရဲ့ mini mic လေးဖြစ်ပါတယ် Let's go နောက်တစ်ခုအရှင်ကင်မရာဝယ်ပြီးတစ်ခုကတည်းကမှသူ့ရဲ့ accessory ဘိုင်းတွေကတအားလိုက်ဝယ်ရအဲ့ဒါပတ်စံတော်ကုန်တယ်ဗျနောက်တစ်ခုကဘာဖြစ်မလဲ ND Freighter ပဲဖြစ်ပါတယ်ဒီ ND Freighter ဟာကြောင့်ဘာလို့ကျွန်တော်ဝယ်ရလဲဆိုရင်အရှင်ဆိုတဲ့အတိုင်းများတည်းမလားနေ့လေထွက်ရိုက်တာများတယ်ကြိုက်တဲ့ချိန်ရိုက်နေ့လေရိုက်ရတော့များတာပေါ့နော်နေပူပူကြီးထဲလဲရိုက်ရတယ်မိုးရွာဒီဖြစ်စေနေပူဒီဖြစ်စေရိုက်ရတာပေါ့နော်တော်တော်များများတော့နေပူထဲရိုက်တာများတယ်နေပူတဲ့အတွက်ကျွန်တော်အရှင်ကင်မရာကိုမျက်မှန်တက်ပြီးမှာပေါ့နော်အလွယ်တကူပြောပြရရင်
မျက်မှန်တက်ပြီးတာပါဥမာလူတွေကနေပူတဲ့သွားမယ်ဆိုရင်မျက်မှန်တက်ရတာပေါ့နော်အပြင်ကိုမြင်ဖို့ဆိုရင်မျက်မှန်ဘယ်လိုပြောမှနေမစူးအောင်ပေါ့နော်နေပူတဲ့သွားမယ်ဆိုရင်နေမစူးအောင်မျက်လုံးကိုမျက်မှန်တက်ပေးရတယ်လို့ဒီ action camera ကိုလည်းမျက်မှန်တက်ပေးရပါတယ်ဒီကောင်ကြောင့် anti filter လို့ခေါ်ပါတယ်ဒါလည်းကျွန်တော်ဝယ်လိုက်ရပါတော့ဖြစ်စေမလို့ဒီဖြစ်စေကျွန်တော်တော့ဝယ်လိုက်ရပါတော့ကျွန်တော်ကင်မရာတစ်လုံးဝယ်မယ်ဆိုရင်အကုန်ဝယ်လိုက်ရအဲ့မှာအားရတာဗျာတည်ရမလားနောက်ပိုင်းကျမှဟိုဟာလိုဒီဟာလိုဆိုရင်ကျွန်တော်မဖြစ်ချင်ဘူးဗျာကျွန်တော်ဒီ anti filter ဝယ်လိုက်တာပါ anti filter မှာကျွန်တော်3မျိုးပါပါနော်860 32ပါပါတယ်ရဲ့ခဏန်းကကျတော့ကိုပေါ့ကိုပဲလေးလာကြည့်လိုက်ပါနော်ဘာလေးကွာပါလဲဆိုတာ okay anti filter ပြီးပြီဆိုတော့နောက်ထပ်ကင်မရာတော့ပါနော်ကင်မရာပြုတ်ကျသည်ဖြစ်စေမပြုတ်ကျသည်ဖြစ်စေလက်ကနေလွတ်ကျခဲ့သည်ရှိတော့ပါနော်ရှိခဲ့သည်ရှိတော့ဒါပေမဲ့တော်တော်များများတော့မလွတ်ကျအောင်ပဲကိုင်အောင်ပါနော်ဘာဖြစ်လို့ကိုကကြိုက်လို့ဝယ်ထားလေဟုတ်တယ်မလားတကယ်ကြိုက်လို့ဝယ်ထားတယ်အကြောင်းမလွတ်ကျအောင်ပဲကိုင်အောင်ပေါ့ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ဝယ်လိုက်ပါတယ်အရှင်စစ်အလူမီနီယမ် frame ပေါ့နော် frame လို့ပြောကပါမဟုတ် frame ပေါ့ဒါသူ frame နေပါ Osmo ကပဲထုတ်တာပါနော်ကျွန်တော်လည်းတက်ကြည့်အောင်ကျွန်တော်ဒီလိုလောက်ဒါသူကင်မရာထဲမှာဒါဆိုသူအလူမီနီယမ် frame ပေါ့နော်ဒီလိုကြားခဲ့ပြီးရှိတော့သူ့ဘောင်တွေကမပွန်းတော့ဘူးနော်ပြီးရင်တိတ်လည်းမကြားခဲ့တော့မကွဲလွယ်တော့ဘူးနော်ဒါသူ့ frame နေပါလုံးဝ fit ဖြစ်တယ်ဗျာတော်မိုက်တယ်ကျွန်တော်တော့ကြိုက်တယ်နောက်တစ်ခုဒီရဲ့ frame ရဲ့အပေါ်မှာဒါပါတက်ဖို့နေတည်လားညအခါကျရင်ကိုကဗီဒီယိုတွေရရင်ပေါ့နော်ပြောကြရင်လွယ်လေးပြောရရင်တည်မလား flat me ပေါ့ flat me လို့ပုံစံအောင်သူကဒီအပေါ်မှာ lighting မော lighting me တွေထည့်ဖို့ဒီမှာ join နေပါလာပြီအဲ့ lighting မထည့်ပေးရှင် lighting မထည့်ရှင်ဆိုသူကဘာအသုံးပြုလို့ရတယ်ဆိုတော့ကြည့်ဒီတန်လိုက်ကိုမကြည့်ဒီကြားထဲနော်ဒီကြားထဲထည့်လိုက်မယ်ပြီးရင်တောင်ကတ်လိုက်မယ်နော်လုံးဝ perfect ကိုကဗီဒီယိုရရင်စကားပြောမယ်ဆိုရင်ဒီမှာမိုင်ရအပေါ်မှာပါပြီးသားပါနော်မိုင်ရအပေါ်မှာပါပြီးသားအဲဆိုအတန်လဲဘာလို့မဖြစ်တော့အတန်လဲကွဲရမဖြစ်တော့မိုက်တစ်ခါလဲပါပြီးသားဒီလိုလေးထည့်လိုက်ရအောင်ဟောโอเคကျွန်တော်ဝယ်ရတော့ဒါပါပဲနောက်ဆုံးအနေနဲ့ပစ္စည်းအစုံအနေကြည့်လိုက်ရအောင်ဗျာကျွန်တော်ဝယ်ထားများဆို let's go ဒါကတော့ကျွန်တော်ဝယ်စုထားတဲ့ accessory နဲ့ကင်မရာတွေပါနော်ဟုတ်အစုံကြီးကြည့်ပြီးကျေးဇူးပါဗျ